ကျမဘာလုပ်လဲဆိုဒီကလေးတွေစီကန်းလိုက်နာအောင်ပေါ့နော်သူတို့အိမ်မှာရောကျောင်းမှာရောစီကန်းလိုက်နာအောင်ကျမဘာလုပ်လဲဆိုရင်သူတို့ကိုယ်တိုင်စီကန်းချက်ကလေးထုတ်ခိုင်းနေရှင့်ကိုယ်တိုင်စီကန်းချက်ထုတ်ပြီးတော့မှသူတို့ထုတ်ထားတဲ့စီကန်းချက်လေးတွေဖြစ်တဲ့အတွက်ပေါ့နော်သူတို့ကိုယ်တိုင်လိုက်နာရမယ်ဆိုတဲ့ပေါ့နော်အလေးချက်လေးကျမလုပ်ပေးတယ် National Education Group ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုအစီအစဉ်ကတော့ Teacher Talk Program အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးမှာဆိုရင်ဆရာမတဦးဖြစ်လာဖို့အတွက်စ조사ရုန်းကန်ခဲ့ရတဲ့ဘဝရဲ့အခက်အခဲတွေရေးဆိုင်ကြော်လာခဲ့ရတဲ့စိန်ခေါ်မှုတွေနဲ့ကျောင်းဆရာဆရာမတယောက်ဘဝအဖြစ်ခံယူဖို့ကိုယ်ပိုင်ပညာရေးမျှော်မှန်းချက်တွေကဘာတွေရှိနေမလဲဆိုတဲ့အကြောင်းအရာတွေကိုမေးမြန်းပေးသွားမှာပဲဖြစ်ပါတယ်အခု NIC ရဲ့ Studio Gun နဲ့ကိုဖိတ်ခေါ်ထားတာကတော့ DBS မြောက်ကလာပါကျောင်းခွဲက Grade 5 Grade 6အတန်းမှုဖြစ်တဲ့ Teacher ဝေမာမြင့်ပဲဖြစ်ပါတယ်မင်္ဂလာပါတီချေမင်္ဂလာပါရှင်ဟုတ်ကဲ့တီချေကိုအခုပထမဆုံးသိချင်တာပေါ့နော်ချေတီချေကျောင်းဆရာမဘွားကိုပထမဆုံးရွေးချယ်ပြခဲ့တဲ့ပုံလေးနဲ့သိပြရစီချေဟုတ်ကဲ့ကျမငငယ်ကလေးရပေါ့နော်ကျောင်းဆရာမတယောက်ဖြစ်ချင်ခဲ့တဲ့ရည်ရွယ်ချက်ရှိခဲ့ပါတယ်ဒါကြောင့်လည်းကျမဆယ်တန်းအောင်မြင်တဲ့အချိန်မှာတော့ဒီကျောင်းဆရာမလုပ်ဖို့အလုပ်ကိုဆုံးဖြတ်ပြီးတော့မှစတင်ရွေးချယ်ပြီးတော့မှအလုပ်ဝင်ရောက်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါတီချေတီချေဒီကျောင်းကိုပေါ့နော်စပြီးတော့ကျောင်းဆရာမအနေနဲ့ရွေးချယ်ဖြစ်ခဲ့တဲ့အချိန်မှာတီချေအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးလည်းပြောပြပေးပါဦးဟုတ်ကဲ့ကျမဒီကျောင်းအောင်စတင်လျှောက်တဲ့အချိန်မှာပေါ့နော်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲကတော့ဒီကျောင်းကကြတော့တခြားကျောင်းတွေနဲ့မတူဘဲနဲ့စိန်ခေါ်မှုအသစ်တွေအများကြီးရှိတဲ့အတွက်ကျမစိုးရိမ်ပူပန်မှုတွေအများကြီးဖြစ်ခဲ့ရတယ်ကြောက်လဲကြောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီစနစ်ဆန်ကနေပြီးတော့မှကျမတို့ကို training တွေပေးတယ် training တွေပေးပြီးတင်တဲ့နေ့ပို့ချပြီး training တွေပေးတဲ့အတွက်ကြောင့်မလို့ကျမတို့ကဆရာရဲ့အထောက်ပံ့တွေအများကြီးရရှိတဲ့အတွက်အဆင်ပြေခဲ့တယ်ပြီးတဲ့အခါကျတော့လည်းကျမတို့ကျောင်းမှာပေါ့နော် principal နဲ့ဆရာဆရာမတွေလက်ထောက်ဆရာဆရာမတွေရဲ့ကူညီအားပေးမှုကြောင့်လည်းကျမအများကြီးအဆင်ပြေခဲ့ရပါတယ်ရှင်ဟုတ်ကဲ့ဒီချေဟုတ်အခက်အခဲတွေကတော့ဒီချေအများကြီးတော့ကြုံတွေ့ခဲ့ရမှာပေါ့အခက်အခဲကတော့အများကြီးကြုံတွေ့ခဲ့ပါတော့ဘာလို့ဒီကျောင်းရဲ့ဒီပေါ့နော်ပြောရရင်ညီမတို့ကပုံစံလေးလည်းမသိသေးတဲ့အချိန်မှာပေါ့နော်ပြောရင်စိန်ခေါ်မှုအသစ်တွေအများကြီးရှိပေါ့နော်သင်ကြားရေးအပိုင်းရောဒါကျမတို့ဘက်ကနေပြီးတော့မှမိဘတွေနဲ့ဆက်သွယ်တဲ့အခါမှာပေါ့နော်အများကြီးအခက်အခဲတွေဖြစ်ခဲ့ပါလေရှင်ဟုတ်ကဲ့ပါတီချေအနေနဲ့ပေါ့နော် DBS မြောက်ကလာပါကျောင်းပေါ့နော်ဘယ်ချိန်လောက်ကစပြီးတော့ join ဖြစ်ခဲ့ရလဲဟုတ်ကဲ့ကျမဒီ DBS မြောက်ကလာပါကျောင်းပေါ့နော်2016ခုနှစ်မှာပေါ့နော် National English Language Center ကနေပြီးတော့မှအလုပ်ခေါ်စာလေးတွေ့လိုက်တယ်ပေါ့နော်အဲ့ချိန်မှာညီမစိတ်ဝင်စားခဲ့တယ်စိတ်ဝင်စားပြီးတော့မှကျမအလုပ်စတင်လျှောက်ခဲ့တယ်ပေါ့နော်အဲ့တော့ကျမ2019ခုနှစ်မှာတော့ဒီကျောင်းလေးမှာအလုပ်စားရပြီးတော့မှအခုထိဆိုရင်တော့ကျမ8နှစ်ကျော်ကာလရှိပါပြီရှင်ဟုတ်ကဲ့ပါဒီချေဟုတ်8နှစ်ကျော်ကာလဆိုတော့တော်တော်ကြာပြီပေါ့နော်ဟုတ်ကဲ့ရှင်အဲ့ချားထဲမှာပါဒီချေအနေနဲ့ဒါပညာရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေလည်းအများကြီးရှိခဲ့မှာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးအခက်အခဲရှိတဲ့ခါမှာဆိုရင်ဒီချေအနေနဲ့ဘယ်လိုစိတ်မျိုးနဲ့ကြော်လာခဲ့လဲဆိုတာလေးသိပြရစီချေဟုတ်အခက်အခဲလေးဖြစ်လာခြင်းနဲ့ခိုင်ဆိုင်တော့ကြောက်တယ်ပေါ့နော်စိတ်သက်ကြွားရှိတယ်ဒါပေမဲ့ကျမဘာလို့လဲဆိုအကောင်းဆုံးလုပ်မယ်ဒီကျောင်းစောင့်ဝင်လာကြတဲ့ကပေါ့နော်ဒါစိန်ခေါ်မှုအများကြီးရှိတာဖြစ်တဲ့အတွက်လေးလာရမယ်လေးလာပြီးမှဒီအခက်အခဲတွေကိုဘယ်လိုကြော်ဖြတ်မလဲဘယ်လိုစီမံဆုံးဖြတ်မလဲပေါ့နော်ဒါလေးတွေကိုအများကြီးပြင်ဆင်ပြီးတော့မှကျမကြော်လွှားခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါဒီချေဟုတ်ခလေးအနေနဲ့ကပေါ့နော်ချေဒါ DBS မြောက်ကလာပါကျောင်းခွဲမှာဒါပညာသင်ကြားတဲ့အခါမှာပေါ့နော်ချေဒါပညာရေးအပြင်ရောပညာရေးပုံစံပေါ့နော်ချေပညာရေးပုံစံရောပြီးတော့တခြား activity လေးတွေသူတို့လှုပ်ဆောင်တဲ့အခါမှာသူတို့ရဲ့ပုံစံလေးတွေပေါ့နော်ချေဘယ်လိုမျိုးလေးတွေရှိလဲဒီချေအနေနဲ့ရောဘယ်လိုမျိုးလေးတွေသူတို့အဓိကအနေနဲ့သင်ကြားပေးပြလဲဆိုတာလေးသိပြရစီချေဟုတ်ကဲ့ကလေးတွေကတော့သူတို့ကတော့တင်ယူတဲ့ပုံစံမျိုးစုံပေါ့နော်လုံးဝပေါ့နော်တချို့ကလေးကြလည်းအရန်ပေါ့နော်အတရရတယ်ပေါ့နော်သင်ကြားအချိန်မှာတချို့ကလေးကြလိုအပ်ချက်လေးရှိရပေါ့နော်ဒါပေမဲ့ကျမတို့ကကြတော့ဒီလိုအပ်နေတဲ့ကလေးတွေကိုပြည့်စုံတဲ့ကလေးတွေကိုကျမတို့ကအတူတူညီတန်းတူညီများဖြစ်အောင်ပေါ့နော်သင်ကြားရေးပိုင်းမှာကျမတို့က activity games လေးတွေပြီး project တွေ group work တွေမှာလည်းဒီကလေးတွေမပါဝင်တဲ့ကလေးတွေလည်းပါဝင်အောင်ကျမတို့ကအုပ်စုဖွဲ့ပြီးတော့မှဆွဲခေါ်ပြီးတော့မှကျမတို့ကသင်ကြားပေးပါတယ်ရှင်အဲ့လိုသင်ကြားပေးပြီးတော့မှဒီကျမတို့ကလုံးဝအားနေတဲ့ကလေးဆိုတော့ကျောင်းဆင်းတဲ့အချိန်တွေမှာပေါ့နော်ကျမတို့အချိန်ကိုခေါ်ယူပြီးတော့မှဆရာဆရာမတွေကလည်းပြန်လည်ပြီးတော့မှသင်ကြားပေးတယ်ပေါ့နော်အဲ့လိုသင်ကြားပေးတဲ့အပြင်ကျမတို့ကဒီစာပေဘာသာရပ်တာမဟုတ်ဘူးပေါ့ဆရာဆရာမတွေအားလုံးဟာသူတို့ရဲ့ပြောရရင်လူမှုကျင့်ဝတ်လေးတွေနဲ့ပတ်ဝန်းကျင်မှာလိုက်လျောညီထွေနေတိုင်တက်အောင်လဲကျမတို့ကလေ့ကျင့်ပြထောင်ပေးပါရရှင်ဟုတ်ကဲ့ပါဒီချေဒီချေအနေနဲ့ပေါ့နော်ချေခလေးတွေအနေကိုဒီချေစာတင်ကြားတဲ့အခါမှာဆိုရင်ဒါကျောင်းအတွင်းပေါ့နော်ကျောင်းအတွင်းအပြင်မှာကျောင်းအပြင်မှာခလေးတွေအနေနဲ့ဒါစီကံပိုင်းလေးတွေပေါ့နော်ဒီချေအဲ့လိုမျိုးလေးသူတို့အနေနဲ့ဒါလေ့လာပြီးတော့တင်ကြားနိုင်အောင်သူတို့အနေနဲ့ဒီဟာတွေကိုပေါ့နော်လိုက်နာနိုင်အောင်လို့ဒီချေအနေနဲ့ဘယ်လိုမျိုးလေးရောတင်ကြားပေးလဲမသိဘူးချေကျမတို့ကတော့ဟုတ်ကျမတင်ကြားတဲ့အချိန်မှာတော့ကလေးတွေပေါ့နော်စီကံပိုင်းနဲ့ပတ်သက်ပြီးတော့မှတော့ကိုလိုချင်တဲ့စီကံချက်လေးတွေကိုပေါ့အရင်ဆုံးသူတို့ပြောပြတယ်ပြီးရင်ကျမဘာလုပ်လဲဆိုဒီကလေးတွေစီကံလိုက်နာအောင်ပေါ့နော်သူတို့အိမ်မှာရောကျောင်းမှာရောစီကံလိုက်နာအောင်ကျမဘာလုပ်လဲဆိုရင်သူတို့ကိုယ်တိုင်စီကံချက်ကလေးတွေထုတ်ခိုင်းနေရှင့်ကိုယ်တိုင်စီကံချက်ထုတ်ပြီးတော့မှသူတို့ထုတ်ထားတဲ့စီကံချက်လေးတွေဖြစ်တဲ့အတွက်ပေါ့နော်သူတို့ကိုယ်တိုင်လိုက်နာရမယ်ဆိုတဲ့ပေါ့နော်အလေးချက်လေးကျမလုပ်ပေးတယ်ရှင့်ကလေးတွေကပြောရင်ကျောင်းမှာရောသူတို့အိမ်မှာရောပေါ့နော်စီကံလိုက်နာပါတယ်ရှင့်
ဟုတ်ကဲ့ပါဒီချေဟုတ်ဒီချေအနေနဲ့ပေါ့နော်ချေဒါကျောင်းဆရာမဘွားကိုရောအားရနှစ်သက်မှုရှိရလားပေါ့နော်ချေဒီချေအနေနဲ့ရောဘယ်လိုမျိုးဂုဏ်ယူမိလဲပေါ့နော်ဒီချေဟုတ်ကဲ့ကျမတို့ကပြောမယ်ဆိုတော့ဘောနော်လူတိုင်း perfect တော့မဖြစ်ဘူးဘောနော်အားရခြင်းနဲ့လောက်ပြောရင်တော့ပြည့်စုံတယ်လို့တော့ကိုမခံစားရသေးဘူးဘောနော်လိုအပ်နေသေးတယ်လို့ထင်တယ်ဘောနော်အဲ့လိုလိုအပ်နေတဲ့အတွက်ကြောင့်လဲကျမအမြဲတမ်းဘောနော်တင်တန်းနေတက်တယ်ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့မှကလေးတွေရဲ့ဘောနော်ဒီစိတ်ပညာပိုင်းနဲ့ပတ်သက်ပြီးတော့ဘာလို့လိုအပ်မလဲဒါဆိုရင်ကျမတို့ကစိတ်ပညာနဲ့ပတ်သက်တဲ့ဘောနော်တင်တန်းနေတက်ရောက်တယ်တင်ကြားရေးနဲ့ပတ်သက်ပြီးတော့မှလည်းတင်ကြားရေးမှာဘယ်လိုလေးတွေပြန်လဲပြီးတော့မှဘောနော်ဘာလို့စနစ်တွေကပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကျမတို့ကဒီသင်ခန်းစာလေးတွေကိုဘယ်လိုပြင်ဆင်ပြီးသင်မလဲပေါ့ဒါလေးတွေသိအောင်လဲကျမအမြဲတမ်းတင်တန်းတွေကိုတက်ပြီးတော့မှလေ့လာနေစေဖြစ်ပါတယ်ရှင်ကိုတော့ပြေဝနေတယ်လို့တော့မထင်သေးပါဘူးလိုအပ်နေသေးတယ်ပေါ့နော်အဲ့လိုအချက်ကိုလည်းအမြဲတမ်းဖြစ်နေပါသေးတယ်ရှင်ဟုတ်ကဲ့ဒီချေဒီချေကဒီမှာ join တာ10နှစ်တော့ရှိပြီပေါ့နော်ဟုတ်ကဲ့ရှင်10နှစ်အတော်တွင်းမှာဒီချေပေါ့တော့ junior ဒီချေလေးလေဒါစက်တိုက်ဝင်လာမှာပေါ့နော်ဒီချေအဲ့ခါမှာဆိုရင်ဒီချေအနေနဲ့ပေါ့နော် junior ဒီချေလေးတွေရောဘယ်လိုမျိုးဒါလမ်းပြပေးပြလဲပေါ့နော်ချေဟုတ်ကဲ့ကျမတို့ junior ဒီချေလေးတွေဝင်လာတဲ့အချိန်မှာjunior ဒီချေဆိုလို့ရှိရင်သူတို့ကလုံးဝဒီလုပ်ငန်းခွင်နဲ့ပေါ့နော်မထိတွေ့ဘူးတဲ့သူတွေလည်းပါတယ်တချို့ကြောင့်လည်းဆရာမအပြင်မှာလုပ်ခဲ့ပြီးမှလာလျှောက်တဲ့သူတွေလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျမကဘာလုပ်လဲဆိုရင်သူတို့နဲ့အတူတူလက်တွဲပြီးတော့မှကျမကိုယ်တိုင်သူတို့နဲ့အတူတူလက်တွဲပြီးလုပ်ကင်ပြီးရပေါ့နော်ကိုကနေပြီးတော့မှရှေ့ကနေလမ်းပြပြီးတော့မှဘယ်လိုပုံစံလေးသွားရမယ်ပေါ့ပြီးရင်နောက်ပိုင်းမှာသူတို့တွေတဖြည်းဖြည်းနဲ့တင်ယူလာတာတက်မြောက်လာပြီဆိုတော့ကျမသူတို့တစ်ခုချင်းစီပေါ့နော်စာတင်ကြားမှုအပိုင်းလေးမှလည်းဘယ်လိုလေးတင်ကလေးတွေဘယ်လိုလေးလေ့လာသုံးသက်ဘယ်လိုတင်တန်းလေးတွေတက်ဆိုပြီးတော့မှအကြံဉာဏ်လေးပေးပါတယ်ရှင့်အဲ့လိုအကြံဉာဏ်ပေးပြီးတော့မှလည်းသူတို့အမြဲတမ်းပေါ့နော်အားပေးစကားပြပြတာတော့ဒါနောက်တစ်ချိန်မှာမိန်တီတယောက်ဖြစ်လာမယ် class တယောက်ဖြစ်လာမယ်ပေါ့စူးစမ်းဖို့အတွက်အမြဲတမ်းတိုက်တွန်းဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ဒီချေဒီချေကအတန်းမှုဖြစ်တဲ့ခါကျတော့လေချေဒါ junior ဒီချေလေးတွေရလဲဘယ်လိုပဲဖြစ်ဖြစ်ခလေးတွေအတွက်တော့သူတို့ကအဓိကစံပြနေပဲပေါ့နော်ဒီချေအဲ့ချိန်မှာခလေးအနေနဲ့စာတင်ကြားမှုပိုင်းမှာရောသူတို့ရဲ့ပေါ့နော်တင်ကြားမှုအပြင်မှာစိတ်ပိုင်းဆိုင်ရာလေးတွေပါအထီးခိုက်မဖြစ်အောင်လို့ပေါ့နော်ဒီချေအဲ့လိုမျိုးမဖြစ်အောင်လို့ဒါဆရာဆရာမတွေရောပေါ့နော်ဘယ်လိုမျိုးလေးဒီချက်ဘက်ကနေပြီးတော့စီကံလေးမျိုးတတ်မှတ်ပေးထားများမျိုးလည်းရှိတယ်ဟုတ်ကဲ့ကျမကစီကံရတော့တတ်မှတ်ပေးထားမရှိပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးတွေတော့ပြောပြရတယ်ပေါ့နော်ဒါပေမဲ့ကိုတိုင်းကလည်းအတန်းမှုတယောက်ဆိုတော့ဒါဘာပဲပြောပေါ့နော်လီဒါတယောက်နဲ့နေရတာဖြစ်တဲ့အတွက်လီဒါဆိုတာတော့လီဒါရိုးအတိုင်းနေပေးရတယ်ပေါ့နော်အဲ့တော့ညီမကခေါင်းဆောင်တယောက်အနေနဲ့ညီအောင်ကိုကလည်းစပြီးစီကံဖောက်တာမျိုးမလုပ်ဘူးပေါ့နော်ကိုတိုင်းကလည်းဒီလမ်းကြောင်းပေါ်မှာမှန်ကန်အောင်ရှောက်ပေးတယ်သူတို့ကိုလည်းဒီလိုမျိုးလေးလုပ်ဖို့အတွက်ပေါ့နော်ကျမလိုချင်တဲ့စီကံမိုင်းလေးတွေရလာဖို့အတွက်ကျမဆွဲပြီးတော့မှခေါ်ပါတယ်ရှင့်ခေါ်တဲ့နေရာမှာလည်းသူတို့ကိုလက်တွဲပြီးတော့မှပေါ့နော်ဒီချေရေးဒီလိုပုံစံလေးသွားရင်ကောင်းမလားပေါ့ဆွေးနွေးတိုင်ပင်နဲ့ဒီလန်းလေးနဲ့သွားပါတယ်ရှင့်ကျမလိုချင်တဲ့ပုံစံကိုချပြရမှာမယ်ဒီချေရေးဒါလေးသွားရင်တော့ကောင်းမလားဒီလိုလေးပြပြင်လိုက်တော့ကောင်းမလားဆိုပြီးတော့မှကျမအမြဲတမ်းတိုင်ပင်ဆွေးနွေးပြီးတော့မှကျမရဲ့ပေါ့နော်ဒီ group လေးရဲ့မှာအဆင်ပြေအောင်သွားပါတယ်ရှင့်ဟုတ်ကဲ့ပါဒီချေဟုတ်နောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော်ဒီချေရဲ့ဒါရှေ့ဆက်သွားရမယ်ပညာရေးခိမှာပေါ့နော်ချေဒါပညာရေးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ဒီချေအနေနဲ့ဘယ်လိုမျိုးမျှော်မှန်းချက်လေးရည်မှန်းချက်နေနဲ့သွားနေလဲဆိုတာလေးလည်းသိပြရစီချေဟုတ်ကဲ့ကျမပညာရေးမျှော်မှန်းချက်ဆိုရင်တော့ဒီကလေးတွေကအခုပြောရရင်ပညာရေးစနစ်ကပြောင်းလဲလာပြီပေါ့နော်ဒီလိုပြောင်းလဲလာတဲ့စနစ်တစ်တွေမှာကလေးတွေဟာပြောရရင်အကောင်းဆုံးရင်ဆိုင်ကျော်လွှမ်းနိုင်ပြီးစိန်ခေါ်မှုအသစ်တိုင်းကိုသူတို့ကရင်ဆိုင်ရဲရမယ်ပြီးရင်သူတို့တွေကအသိပညာအတတ်ပညာနဲ့ပြည့်စုံပြီးတော့မှလူတော်လူကောင်းလူရည်မွန်လေးတွေဖြစ်လာစေခြင်းနဲ့ပေါ့နော်ဒါကတော့ကျမရဲ့ပညာရေးမျှော်မှန်းချက်လေးပါပဲရှင်ဟုတ်ကဲ့ပါဒီချေဟုတ်အခုလိုမျိုးလာရောက်ပြီးတော့ဖြည့်ချပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ချေဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ Teacher Top Program အစီအစဉ်လေးကနေပြီးတော့ DBS မြောက်ကလာပအကြောင်းခွဲက Grade 5 Grade 6အတန်းမှုဖြစ်တဲ့ Teacher ဝေမာမြင့်ကို NIC Studio ကနဲ့ဖိတ်ခေါ်ပြီးတော့မေးမြန်းသွားတာပဲဖြစ်ပါတယ်။နောက်ပတ်ဒီမှာလည်း National Education Group အောက်မှာရှိရဲ့ကျောင်းဆရာဆရာမတွေရဲ့ကိုယ်ပိုင်ပညာရေးမျှော်မှန်းချက်တွေကဘာတွေရှိနေမလဲဆိုတာကိုအနီးကပ်တွေ့မြင်ရဖို့အတွက်မေးမြန်းပေးသွားအောင်မှာပဲဖြစ်ပါတယ်။ကျွန်မကေစင်ပါ